မင်္ဂလာပါရှင်ဒီနေ့တော့အရန်ကိုမနူးညံ့အိတ်ဆက်ပြီးတော့စားလို့ကောင်းတဲ့အမဲနှက်နဲ့အာလူချက်နေလေးလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အရင်ဆုံးချက်သွန်နီတစ်လုံးချက်သွန်ပြူငါးမှွာနဲ့အချင်းအနေငယ်ကိုထောင်းထားပေးလိုက်ပါမယ်ရှင်ချက်မဲ့မဲသားကိုအိုးထဲမှာပဲတခါတည်းအရသာနှက်ပါမယ်သူ့ကိုစားအနေငယ်ဟင်းသီးရွက်မှုအနေငယ်စနိုးမှုအနေငယ်အယောင်တင်မှုကိုအဆက်စားနိုင်တဲ့လောက်ကိုထည့်ပြီးရင်အားလုံးကိုရောပြီးတော့နယ်ပေးလိုက်ပါမယ်ဒါပြီးရင်တော့ဆွန်နာကထောင်းထားတဲ့ချက်သွန်ဖြူနဲ့အနေကိုထည့်ပြီးလို့ရှိရင်စီလီအနေငယ်ရဲ့ငံပြာရည်လေးအနှဲငယ်ထည့်ပြီးတော့အားလုံးသမအောင်နောက်တစ်ခေါက်ထပ်နယ်ပေးလိုက်ပါမယ်။ဒါပြီးရင်တော့သူ့ကိုအနည်းဆုံးတစ်နာရီနှက်ထားပေးလိုက်ပါမယ်ရှင်။အချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုမီးပုံပေါ်မှာမီးလေးဖွင့်ပြီးတော့အမေသားတွေကရေတွေထွက်လာတဲ့အချိန်ထိလုံးချက်ကလေးချက်သွားပေးလိုက်ပါမယ်။အခုလိုရေလေးတွေထွက်လာပြီဆိုလို့ရှိရင်လည်းရေဆက်မထည့်သေးဘဲနဲ့သူ့ကိုအမေသားတွေတင်းလာတဲ့အထိချက်သွားပေးမယ်ပေါ့နော်။ဒီအိုးမကန့်အောင်လို့ပဲသူ့ကိုခဏခဏမှွေပေးလိုက်ပါမယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ပဲဆက်ပြီးတော့ရေကုန်တဲ့အထိချက်သွားပေးပါမယ်။အခုလိုအမဲသားကထွက်လာတဲ့ရေတွေလည်းကုန်သွားပြီစက်တုံလေးတွေလည်းပျော်သွားပြီဆိုလို့ရှိရင်တော့ဒိန်ချင်းထမင်းစားစုံနဲ့သုံးစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့အလုံးသမသွားအောင်ဇုံလေးနဲ့မှွေပြီးတော့ခဏလေးပဲတည်ထားပေးလိုက်မယ်နော်အလုံးသမသွားပြီဆိုတဲ့အခါကျတော့မှပွက်ထားပြီးတော့အေးခံထားတဲ့ရေနွေးလေးကိုထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါမယ်ရှင်ကြာချိန်ကတော့ကိုသုံးတဲ့အမဲသားပေါ်မှာမူတည်ပြီးတော့ရေ2ရေ3ရေခန့်တဲ့အထိတည်ပေးရတယ်ပေါ့နော်ဒါကတော့ရေ3ရေခန့်ထားပြီးတဲ့အခြေအနေပါဒီအနေထားလေးကိုရောက်ပြီဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အမေသားနူးမနူးကိုစိတ်ကြအခြေအနေရမရကိုစစ်ကြည့်လိုက်ပါတော့ရပြီဆိုလို့ရှိရင်တော့ကြိုပြီးတော့လှိဖြတ်ပြီးတော့ရေစေးတန့်စင်ထားတဲ့အာလူလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့အာလူနဲ့ဟင်းအနစ်ကလေးတွေရောသွားအောင်လို့ရောင်းမလေးနဲ့မှွေပေးလိုက်ပါမယ်အားလုံးရောတမသွားပြီဆိုတဲ့အခါကျတော့မှအာလူကစက်တာမြန်တဲ့အတွက်ရေလေးအနှဲငယ်ကိုပဲထပ်ထည့်ပြီးတော့ဒီရေလေးပွက်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်ရှင်ကဲနောက်ခုတီလဲပတ်သွားပြီဆိုတဲ့ခါကျတော့မှအာလူလေးကိုနူးမနူးကိုလိုချင်တဲ့အနေထားလေးရှိမရှိစစ်ပေးလိုက်ပါမယ်ရှင်တကယ်လို့ကိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှင်တော့ဒီနေရာမှာမိပိတ်ပြီးတော့သုံးဆောင်လို့ရပါပြီနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and follow လေးလုပ်တော့ဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုကျမှပြန်တွေ့ကြမယ်တတ်တာ